ဖြစ်နဲ့ပြေမောင်းငိမ့်ငွေ့သွားသည်ဖြစ်ကုန်သောဒုက္ခသစ္စာကိုအမှန်သိသည်ဖြစ်၍ဖြစ်ပြသင်္ကာရတရားတို့ကိုအဘိဘူယတိမဖြစ်လို့သောအဖြစ်လွှမ်းမိုးပြီးတည်တဲ့ဉာဏ်ကိုဂတ္တရပုဉာဏ်ဒီလိုပြောအနုပ္ပါတော့ဖြစ်ချင်းပြည့်ချင်းမရှိကုန်သောနိဗ္ဗာန်တို့လို့ပြောပေါ်သောនិရောဓသစ္စာကိုပက္ခရိတိချုပ်ငြိမ်းခြင်းသဘောတရားအင်းချင်းရှိတဲ့ပရမတ္ထနိဗ္ဗာန်ရဲ့သဘောတရားကိုပက္ခရိတိပြေဝင်ကုန်၏ဣတိသမထောကြဂတ္တရပုဂတ္တဉာဏ်မြည်၏ထိုကဲ့သို့သောဂတ္တရပုဉာဏ်ကပေးတဲ့တင်ညာယပရမနိဗ္ဗာန်ကိုအင်းချင်းရှိတဲ့နိဗ္ဗာန်ကိုအာယုံပြုသောစိတ်ကလေးကိုမက္ကတမဉ္ဇဉ်ကနေပြီးမှလို့မလွတ်တမ်းအမိဖမ်းတယ်လို့ပြောတယ်မဉ္ဇဉ်ကနေပြီးတော့ဆက်ပြီးအာယုံပြုသွားတာဒါကိုပြောတာဒိဏတင်ညာယနတ်မလွတ်တမ်းအမိဖမ်းကုန်သောအာမောစိတ်တော်ယဂေါတဘုညာကပေးတဲ့ထိုအာယုံပြုမှုကလေးကိုမဉ္ဇဉ်ကနေပြီးမှလို့ကောင်းစားအောင်ပြုပြီးတော့နိဗ္ဗာန်ရမဏဂုရုမဏတဲ့ချုပ်ငြိမ်းခြင်းရှိကုန်အသင်္ကရနုပ္ပါဒတုံညတ္တပရမနိဗ္ဗာန်ဒုက္ခនិရောဓသစ္စာကိုကောင်းစွာနေအားဖြင့်အာရမဏဂုရုမဏအာယုံကိုကောင်းစွာပြုသည်ဖြစ်ကုန်သောကြောင့်ဒီလိုပြောအာနိဗ္ဗေဒပုပ္ပန္နရှိကနေပြီးတော့မဖောက်မထွင်းဘူးသေးကုန်သောအာပရာတိတပုပ္ပန္နရှိကမခွဲမဖြစ်ဘူးသေးကုန်သောလောဘဒေါသမောဟဆိုတဲ့ကိလေသာတရားတို့ကိုနိဗ္ဗေနပရဒနာဖောက်ထွင်းကွဲပြဲခြင်းကိုကောရတိရောက်ကုန်၏ရှုစေမစေပွားစေဘေမပင်လိမ့်ပင်နဲ့ကိလေသာတရားတွေဝင်လာခွင့်မရှိဘူးနိဗ္ဗာန်တရားတွေဝင်လာခွင့်မရှိဘူးတန္တရာကိုချက်ထွင်တတ်ကုန်သောအကြောင်းသင်္ခါရတရားတွေကိုပြိက္ခဏံတိသိသိကုန်သောကြောင့်အမှန်ကိုမသိတတ်ကုန်သောအဝိဇ္ဇာတရားဟာလည်းပဲတဲ့အမှန်သိကုန်သောသစ္စာဉာဏ်ကိုရတဲ့အတွက်အလင်းရောက်တော့အမောင်ပြောက်ပြီးတကယ်တော့အဝိဇ္ဇာဟာလည်းချုပ်ညအဝိဇ္ဇာនិရောဓသင်္ခါရនិရောဓဆိုအကြောင်းသင်္ခါရတရားတို့ပရိက္ခဏံဒီသိသိကုန်၏ဒီလိုပြောတယ်တသမထိုးကြောင့်သာလေရင်နကလျုစာဧတမေကောလောဘခန္ဓာဒီနာနိဗ္ဗေစနမေဝကရောတိတဲ့အနမရကတန္တရဝတ္တဒုက္ခသမုဒ္ဒံသောတိတိတပ္ပအပယဒွါရတိပိတဟတိတတနာအရိယဒနာနံပရိလဘယသံဝတ္တတိအတ္တိကမိစ္ဆမကင်ပဇဟတိတပ္ပဝေဒဗယာနိစ္စဝုမသမေတိသမ္မာသမ္ဗုဒ္ဓတ္တဩတ္တဗုဒ္ဓဘာဝောဥပနေတိအညေတင်္စအနိကတတနာအာနိတန္တာပရိလဘယသံဝတ္တတိဧဝံအာနိတန္တာဒယကေနသောတပတ္တိမေကဉာဏံတံပြုတ်တဲ့သောတပတ္တိမေကဉာဏံတိဝုစတိလို့ဝိသုဒ္ဓိမေဒေသနာတော်ကသိချပြမေကတနာမေဉာဏ်သည်တဲ့လောဘခန္ဓာတွေလောဘဒေါသမောကိလေသာတရားတို့ကိုနေဗေဇနမေဝပ္ပေတိနကောရတိမဟုတ်သေးဘူးတဲ့အပိစေကောစင်စစ်အနေအပြည့်အနမရကတန္တရဝတ္တဒုက္ခသမုဒ္ဒံသောတိတိအစမထင်ကုန်သောတန္တရာကယူစည်းပြီးတော့လာကုန်သောဝတ္တဒုက္ခကိုဖြစ်စေတတ်ကုန်သောကိလေသာတဏှာတို့ကိုယူစည်းတတ်သောတဏှာတို့ဤသမုဒ္ဒရာရေနဲ့တူကုန်သောထိုသဘောတရားကိုသောတိတိခန်းချောက်စေတယ်လို့ပြောအနမရကတန္တရဝတ္တဒုက္ခသမုဒ္ဒံသောတိတိအနစမထင်ကုန်သောတန္တရာခီးတလျှောက်မှဖြစ်ပေါ်လာသောသမုဒ္ဒရာဒီဟူသောကိလေသာရေရင်တို့ကိုပြင်သောတိတိခန်းချောက်ခြင်းသို့ရောက်ကုန်၏ဒီလိုပြောဒါသမထိုးကြောင့်သာလျှင်တပ္ပအပယဒွါရဏိပိတဟတိအလုံးစုံကုန်သောတပ္ပခတ်သိမ်းကုန်သောအပယဒွါရဏိငရဲတိရစ္ဆာန်ပိဋ္ဌအတုရကလို့ပြောကုန်သောအပေတကားပေါက်ခုသမျှတို့ကပိတဟတိပိတ်ဆို့ခြင်းကိုရောက်ကုန်၏အပေတကားပိတ်တယ်ဒီလိုပြောတတနာခုနှစ်ပါးကုန်သောအရိယဒနာနံသူရကောင်းတရားခုနှစ်ပါးလို့ဆိုတဲ့တရာနော်အခါကသိယရဏသုံးပါးတို့အပေါ်မှာယုံမှခြင်းကင်းနေတတိအခါကသိနဲ့မေ့လျော့ခြင်းမရှိဘူးတဲ့တရတတိဟိရိမကောင်းမှုတို့ဇက်တရားတွေကိုရှေ့ချင်းအကျင့်ကိုကောင်းစွာနေအပြင်နှလုံးသွင်းနေဩတ္တပတန္တရာရေကိုဘေးလို့ရှိ၍ဩတ္တပကြောက်ခြင်းမှုရှိတယ်ဤတရတတိဟိရိဩတ္တပဘဟုသစ္စာဒီလိုပြောများသောအကြမြင်ရှိတယ်ဝေဒီယ
ကျင့်အကုန်သောတရားတို့ကိုကောင်းစွာစွန့်လွတ်ပြီးတဲ့အခါကျလို့စွန့်လွတ်ရဲပြီးမှလို့ကျင့်ရဲတဲ့တတ္တိရှိတယ်တရတတိဟိရိဩတ္တပပဝုသစ္စဝေဒိယနပညာတဲ့လောကုတ္တရာပညာလောကီပညာလို့ဆိုရကုန်သောယုတ်ဓမ္မနာရမသင်္ကာရတရားတို့၏အိဋ္ဌဖြစ်ပြီးတော့ပြည့်တယ်နဖြစ်ဒုက္ခပြည့်ဒုက္ခဆင်းရဲအမှန်တရားဒုက္ခသစ္စာသိခြင်းဉာဏ်တပညာကိုကောင်းစွာနေအပြင်သိနိုင်တယ်ဒေသ၄ပါးကိုကြောင်းကျိုးမျှော်မြင်ဆင်ရွေတုတ္တမေယအတိနေအပြင်သစ္စာ၄ပါးကိုကောင်းစွာသိတယ်ဒီလိုပြောအဲ့ဒီလိုတဲ့တတ္တနာ9ပါးကုန်သောသရတတိဟိရိဩတ္တပါဘဝသစ္စာပညာလို့ဆိုအပ်ကုန်သောသူတော်ကောင်းတရား9ပါးတို့ကိုသမုခေဘာဝမျက်မှောက်ပြုခြင်းကိုကရောတိရောက်ကုန်၏တဲ့ပရိဝါလာဘာယကောင်းစွာနေအပြင်သူတော်ကောင်းတရား9ပါးရရှိသွားတယ်ဒါကြောင့်မလို့အပါယအပေတကားပေါက်တော်ပြည့်တဲ့ဒီပိတ်ဆိုခြင်းတို့ရောက်သွားတယ်နော်အထင်ကြီးကမိစ္ဆာမက်ကေနဲ့အထင်ကြီးကမိစ္ဆာမက်ကေမိစ္ဆာမက်ကင်8ပါးတို့ဟာလည်းဗဇတိပဲစွန့်သေးသို့ရောက်တဲ့တမ္မာဒိဋ္ဌိကောင်းစွာမြင်တဲ့အတွက်ကြောင့်မို့လို့မိစ္ဆာဒိဋ္ဌိယူဝါဒတဲ့ကင်းစင်ပြီးတော့သွားတဲ့တမ္မာသင်္ကပ္ပကောင်းစွာကြံသိကုန်သောတန်ခါဝတ္တဒုက္ခမောဇနာထာယကောင်းစွာကြံသိတဲ့အတွက်ကြောင့်မို့လို့မိစ္ဆာသင်္ကပ္ပတွေပဇာတွေပဲစွန့်လို့သွားတဲ့ဓမ္မဝါစာကောင်းသောစကားကိုပြောဆိုခြင်းရှိကုန်သောကြောင့်မုဒ္ဒဝါဒပိတုနာဝါစာပရုဒ္ဒဝါစာတံပပရပကျမ်းတန်သောစကားပြောဆိုခြင်းလို့ဆိုအပ်ကုန်သောမိစ္ဆာဝါစာစကားတို့ကိုပါဆက်ပဇဟတိပဲစွန့်ပြီးတော့သွားပြီတဲ့မိစ္ဆာဝါစာတမကမ္မန္တာကောင်းသောအမှုကိုကောင်းစွာပြုတတ်သည်ဖြစ်ကုန်သောကြောင့်မိစ္ဆာကမ္မန္တာမှားယွင်းသောအမှုပြုခြင်းကိုပဇဟတိပဲစွန့်လို့သွားတယ်ဓမ္မအာဇီဝကောင်းစွာအသက်မွေးမှုစင်ကြယ်ခြင်းရှိကုန်သောကြောင့်မိစ္ဆာဇီဝမကောင်းမှုအသက်မွေးခြင်းမှနေပြီးမှလို့ပဇဟတိပဲစွန့်လို့သွားတယ်မိစ္ဆာအာဇီဝပဇဟတိပဲစွန့်တယ်ဒါလည်းပြောဓမ္မဝါယမသန္တာအရဘဝရိယကောင်းစွာနေအပြင်အထုတ်ခြင်းအမှုကိုဓမ္မဝါယမကိစ္စနဲ့ဉာဏ်ရောက်သည့်ဖြစ်ကုန်သောကြောင့်မိစ္ဆာဝါယမမှားသောအထုတ်ခြင်းကနေပြီးမှလို့ပဇဟတိပဲစွန့်လို့သွားပြီးဓမ္မတတိကောင်းစွာအောက်မိန်မှုရှိကုန်သည်ဖြစ်ကုန်သောကြောင့်မိစ္ဆာတမ္မာတိလို့ဆိုအပ်ကုန်သောမာယွင်သောအောက်မိန်မှုတွေကကင်းစင်လို့သွားတယ်တမ္မာတမာတိကောင်းစွာတည်တည်မှုရှိလို့မိစ္ဆာတမ္မာတမာတိမာယွင်သောတည်တည်ခြင်းရှိကုန်သောမိစ္ဆာတမ္မာတိတို့တမ္မာတမာတိတို့သည်ပဇာတိပဲစွန့်လို့သွားတယ်ဆိုအဋ္ဌိကိကမိစ္ဆာမဂ္ဂင်ဆိုမိစ္ဆာမဂ္ဂင်7ပါးပဇာတိပဲစွန့်သွားကုန်သည်ဖြစ်ကုန်သောတမ္မာဒိဋ္ဌိမဂ္ဂင်7ပါးလို့ပြောတာနော်အဲ့ဒါကိုပဲတမ္မာပရိပတ်မဂ္ဂင်ရှိရလမ်းမြဒီလိုပြောနော်တမ္မာပရိပတ်မဂ္ဂင်ရှိရနကာမကိလနိယောကအတ္တကိလမတနိယောကယုတ်မှန်ခြင်းတို့တရားအစုနှစ်ခုတို့မကမစ္စေအလယ်၌ဖြစ်ကုန်သောမစ္စေမပရိပတ်အကျင့်တရားဆိုတာမဂ္ဂင်7ပါးတရားပဲဒီလိုနားလည်အကျဉ်းချုပ်လိုက်လို့ဆိုလို့သီလမဂ္ဂင်သမာဓိမဂ္ဂင်ပညာမဂ္ဂင်နဲ့သိက္ခာနဲ့ပြောသီလသိက္ခာသမာဓိကပညာသိက္ခာနော်ဘယ်အချိန်ပြည့်စုံသွားတာလဲဆိုတရားရှုစေမတ်စေအချိန်ကမှဖြစ်ယုတ်ဓမ္မအနန္တမဖြစ်ဖြစ်သင်္ကာရတရားတို့ဒုက္ခသစ္စာသိခြင်းညာတပညာနေအပြင်ကောင်းစွာထိုးရင်သိသည်ဖြစ်ကုန်၍ဒုက္ခဖြစ်ကြောင်းသမုဒိယသစ္စာတို့ဘာဟာနာပညာပဲသောကိစ္စလို့ကောင်းစွာသိသွားတယ်အဲလိုသိသွားတဲ့အခါကျတော့သင်္ကာရုပ္ပခဉာဏ်ဒီအဖြစ်အကြောင်းဓမ္မဖြစ်ကုန်သောဝိဘက်ခန္ဓာတွေအကြောင်းဓမ္မဖြစ်ကုန်ကာမသင်္ကာရတရားတို့ပြိက္ခဏံတည်သိရှိလက်လူရှုသွားတဲ့သင်္ကာရုပ္ပခဉာဏ်